ကြောင့်စိတ်တွေဖေးထားခွေနေမခွေညို့ရင်မူညမောင်ရဲ့ွယ်အိုမေရဲ့အနံဝေးပြမယ်ချဲလေးတွေကိုရှိရင်ထွေးပိုက်လို့ထားမယ်အိုမေရဲ့အိတ်တော့ခွေပိုက်လို့ထားမယ်ကြောင့်စိတ်တွေဖေးထားခွေနေမခွေညို့ရင်မူညမောင်ရဲ့ွယ်အိုမေရဲ့အနံဝေးပြမယ်ချဲလေးတွေကိုရှိရင်ထွေးပိုက်လို့ထားမယ်